Desert Safari ကိုသွားခဲ့တဲ့ဗီဒီယိုမှတ်တမ်းလေးပါကဲ Desert Safari ကိုရောက်ပါပြီဒီနေရာလေးမှာသုံးဘင်းကားတွေကွင်းပြင်ထဲမှာပတ်မောင်းလို့ရတယ်လို့မီးတွေလည်းစီးလို့ရပါတယ်လက်ဆောင်ဆူဗီနီယာဝယ်ခြင်းလည်းဝယ်လို့ရပါတယ်ခေါင်းပတ်ကလေးလည်းရောင်းနေတဲ့အဆိုင်လေးတွေရှိပါတယ်ကားစက်ရုံနဲ့ဘူဖေးစားတဲ့နေရာကိုတဲကနာရထဲမှာကားတစ်ဆင့်စီးပြီးတော့ထပ်သွားပါတယ်ဆန်းဆက်ကြည့်ရင်လည်းတပွန်လေးတွေရိုက်ကြပါတယ်ကဲကားစက်ရုံရောက်ပါပြီဒီဘက်ကယူယူပါဟိုဘက်က VIP ခုံလေးပါဒူဘိုင်းရဲ့ရိုးရာအကာလှများကိုခန်းစားရင်ညစာဘူဖေးသုံးဆောင်ခဲ့ကြပါကျမတို့သွားခဲ့တဲ့ package ကလူတဦးနဲ့တယောက်ကို50 AED ထားကြပါတယ်အဲဒီ package ထဲမှာဘာတွေပါဝင်လဲဆိုလို့ရှိရင်သွားပြန်ပို့ကြိုတဲကနာရထဲမှာတဆင်စီးရဲ့ကားရဲ့ညစာဘူဖေး soft drink tea coffee အကုန်လုံးပါပါတယ်ကဲပြီးပါပြီကျေးဇူးအများကြီးတင်ပါတယ်